Hello နေ station မှာလက်သေးလုံးမယ်ဆိုပြီးတော့ဝင်ကြည့်ရင်ねတကြံ promotion လေးတွေ့လို့ရေကူးပြီးတော့တွားလိုက်တယ်ပေါ့နော်သူက Scratch ဒီတောင်းခွဲတဲ့ package က Scratch တိုက်ရုံနဲ့မကောက်ဒီဂျဲကာလာလေးပါဆိုပေးသေးတယ်ဂျဲကာလာ1ကာလာဆိုပေးတယ်သူက Kimmonti Scratch နဲ့တိတိကျကျတိုက်ပေးရနူးနူးညံ့ညံ့လေးတိုက်ပေးရပေါ့နော်တိတိကျကျလည်း Q design နဲ့တိတိကျကျတိုက်ပေးရပြီးတော့ဂျဲကာလာလေးတွေကလည်းအရန်လှတယ်ဂျဲကာလာလေးလည်းဆိုလို့ရတယ်ပြီးတော့သူကပထမဆုံးအပူတွေထွက်အောင်လဲသူဆေးစိမ်ပေးပြီးဒူကောင်းကနေပြီးတော့ခြေပွားဒီ Kimmonti Scratch ဒါတိုက်နေရပါတော့ဒါတော့ပေးများနေရပါပြီးရင်အတမားတွေတိုက်ပေးရအတမားကတော့ဟိုခြေထောက်ဒီခြေပနောက်မှာရှိတဲ့အတမားတွေတိုက်ပေးရပြီးွားရင်ရှာဝါလေးနဲ့တေးချလေးတန့်စင်အောင်ပြန်ဆေးပေးတယ်ပြီးရင်အသားကြီးအဆူတဲ့အတွက် lotion ကိုလည်းတည်တည်ချာချာလိမ့်ပေးတယ်အဲ့ဒီ lotion လိမ့်တဲ့အချိန်မှာလည်းအညောင်းညာပြအောင်ဆိုပြီးတော့ပပလေးနှိပ်ပြီးဒါတော့ကိုကြိုက်တဲ့ကာလာလေးဆိုတာဒါကခြေဆွဲယူလေးသူကတိတ်တိတ်ချာချာထုတ်ပေးသေးတာကဲစနေအားလုံးလို့ပြီးသွားပါပြီဒီဆိုင်လေးမှာဆိုရင်ကာလာတွေလည်းအရန်စုံလို့ကိုကြိုက်တာဆိုလို့ရတယ်ပြီးလို့ရှိရင်တော့မိုင်လိုလေးနဲ့လည်းတပုံတွဲခင်နော်တတား